ပကံ keyboard things တွေက download လုပ်လို့ရတဲ့ things တွေကို keyboard မှာပေါ်အောင်ဘယ်လိုလုပ်ရမလဲဘယ်မှာသွားကြည့်ရမလဲလို့မေးထားတဲ့ user တွေအတွက်ဒီဗီဒီယိုကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ် things ထဲမှာကိုကြိုက်တဲ့ things တွေကို download လုပ်ပြီးသွားရင် apply ဆိုတဲ့ click လေးကိုနှိပ်လိုက်တာနဲ့ keyboard မှာဘယ်လိုလျောက်ပြောင်းလဲပေးပါတယ် things ကိုမကြိုက်လို့ဖြတ်ချင်နေဆိုရင်တော့ download လုပ်ထားတဲ့ things ကိုတစ်ချက်နှိပ်ပြီးအောက်က delete things ဆိုတာကိုနှိပ်လို့ရပါတယ် keyboard ထဲကနေ things ဘယ်လိုပြောင်းရမလဲဆိုတာကိုထပ်ပြီးရှင်းပြပေးပါမယ်ခင်ဗျာ sticker icon ကို2စက္ကန့်လောက်ဖိလိုက်ရင်အပေါ်က3ခုမြောက်မှာ things ပြောင်းလို့ရတဲ့ icon ရှိပါတယ်အဲ့ဒီထဲကိုဝင်လိုက်ရင်အောက်မှာ default things တွေအပြင်ကို download လုပ်ထားတဲ့ things တွေကိုပါတွေ့နေရမှာဖြစ်ပါတယ်အဲ့ဒီထဲကမှကိုသုံးချင်တဲ့ download လုပ်ပြီးသား things တွေကို apply နှိပ်ပြီးပြောင်းလဲလို့ရပါတယ်ဒါကတော့ပကံ keyboard မှာ things download လုပ်နေတဲ့ download လုပ်ထားတဲ့ things တွေကို keyboard မှာဘယ်လိုပေါ်အောင်လုပ်ရမလဲဆိုတာကိုရှင်းပြပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားလည်ကြလိမ့်မယ်လို့ထင်ပါတယ်